မင်္ဂလာပါခင်ဗျာညထိုးမေးခွန်းပု္ပ္ပစာတွေထဲမှာလမ်းမှာဖြစ်ဖြစ်ဘူတာယုံမှာဖြစ်ဖြစ်ဒုက္ခရောက်နေတဲ့သူအဆင်မပြေဖြစ်နေတဲ့သူကိုတွေ့တဲ့အခါကူညီဖို့ကိုယ့်ဘက်ကနေစကားဘယ်လိုစပြောမလဲဆိုတဲ့မေးခွန်းမျိုးမကြာခဏပါတတ်ပါတယ်အခုဗီဒီယိုမှာအခက်အခဲကြုံနေတဲ့သူကိုတွေ့ရင်ကူညီဖို့ဘယ်လိုပြောရမလဲဆိုတာပါ8番切符を買う機械の前で困っている人がいます。何と言いますか？ 1、どうしたらいいですか？ 2、どうなさいましたか？ 3、どうしましょう？ ပေးထားတဲ့အခြေအနေနဲ့မေးတဲ့မေးခွန်းက切符を買う機械の前で困っている人がいます。何と言いますか？အစိမ့်တက်လူစိမ့်တယောက်ကိုတွားရောက်ကူညီမှဖြစ်တဲ့အတွက်ယဉ်ကျေးပြီးမေးခွန်းဆန်ဆန်စကားနဲ့ဆက်ရပါမယ်1、どうしたらいいですか？ ဒီစကားစုကကိုယ်တိုင်ကလမ်းပြောင်းနေလို့အခက်အခဲဖြစ်နေလို့သူများကိုအကြံဉာဏ်တောင်းတဲ့အခါသုံးတဲ့စကားလုံးဖြစ်ပါတယ်အခုကကိုကဒုက္ခရောက်နေတာမဟုတ်ပဲဟိုဘက်ကလူကဒုက္ခရောက်နေတာမို့လို့တွားပြောရင်လွဲနေပါတယ်2、どうなさいましたか？ ဒါကအဖြေမှန်ဖြစ်ပါတယ်တစ်ဖက်လူအစင်မပြေဖြစ်နေတာတစ်ခုခုဖြစ်နေတာကိုမြင်တဲ့အခါဘယ်လိုဖြစ်တာလဲဘာကူညီပေးရမလဲဆိုပြီးယဉ်ကျေးစွာစတင်မေးမြန်းတဲ့အသုံးအနှုန်းဖြစ်ပါတယ်လူစိမ်းတယောက်ကိုကူညီဖို့စကားစတင်ရမှာအကောင်းဆုံးအသုံးအနှုန်းဖြစ်ပါတယ်3、どうしましょう？ ဒီစကားစုကတော့မိမိနဲ့မိမိတငယ်ချင်းသို့မဟုတ်အဖွဲ့အစည်းတစ်ခုခုကြုံတွေ့နေရတဲ့ပြဿနာတစ်ခုအပေါ်ငါတို့အခုဘယ်လိုဆက်လုပ်ကြမလဲဆိုပြီးအတူတူတိုင်ပင်တဲ့အခါသုံးတာဖြစ်ပါတယ်လမ်းမှာတွေ့တဲ့လူစိမ်းတယောက်ကိုတွားပြီးဘယ်လိုလုပ်ကြမလဲလို့တွားပြောလို့မရတဲ့အတွက်နံပါတ်3ကလည်းမှားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အစည်းအဝေးမှာရှင်းလင်းတင်ပြဖို့ဘယ်လိုစကားနဲ့အစပြုရမလဲဆိုတာကိုနောက်ဗီဒီယိုမှာအတူတူလေ့လာရအောင်